Pro ရဲ့ Lust Machine ကဆေးသမားနဲ့တူရတယ်ဗျာတဲ့ Okay ဒါကိုကျွန်တော်ရှင်းပြမယ်နဲ့မရှင်းပြဖြစ်တာပေါ့နော် Okay ဒါကိုဒီနေ့ကျွန်တော်တေချာလေးရှင်းပြပါမယ်ဘာလို့ဒီလိုမျိုးပြောကြတာလဲဘာဖြစ်လို့ဒီလိုမျိုးပုံစံဖြစ်သွားကြတာလဲဆိုတာခါမျိုးကျွန်တော်ပြောပြပါမယ်တော်များက Lust Machine ဆိုလို့ရှိရင် jaw နဲ့ hollow ရှိပါချိုက်တယ်jaw ပေါ်တယ်ဒါကိုပဲအဓိကမြင်တယ်အဓိကသိတယ်ပေါ့နော်ဒါကိုပဲသိတာများကြတယ်အဲ့တော့ကြောင့်မို့လူငယ်တွေကလည်းဒီ hollow ပေါ်ဝင်တဲ့ jaw line ပေါ်ကိုအသေးအသေးလောက်ကြတယ်ကျန်တဲ့ဟာတွေကိုသိမသိကြဘူးသိမလောက်ကြဘူးပေါ့နော် Okay အဲ့ချိန်မှာဘာဖြစ်လဲဆိုလို့ရှိရင်အိမ်လုံးဆေးသမားပုံစံပြောရမယ်ဆေးသမားရုပ်ကဆေးတုံးတဲ့အတွက်ကြောင့်မလို့ဒီအစားအသောက်တွေပါအချိန်မမှန်ဘူးစားတော့မမှန်ဘူးအချိန်မမှန်ဘူးအစားတော့မမှန်တဲ့အတွက် body fat လည်းမရှိဘူးဗျာမစားတော့မရှိဘူးအယိုးကြောက်ပဲရှိရဲပြီးတော့ဟိုဒီ fat လည်းမရှိဘူးပေါ့ဗျာအဲ့ချိန်ကြီးရောပါအကုန်လုံးကဘယ်လဲမညီတဲ့အတွက်ဒီမလားအကုန်လုံးကကမ္မထန်ရုပ်လို့ပိန်ခတ်ပြီးတော့ဒီပါးရိုးတွေပေါ်တယ်ပါးရိုးတွေပေါ်လာတော့ဒါပုံစံမျိုးပေါ့နော်သူရဲ့မျိုးရိုးပုံစံအတိုင်းညီတာလေးရှိမယ်မညီတာလေးရှိမယ်တော်တော်ဖြစ်နေတာတွေဖြစ်နေမယ်ပေါ့ဗျာကြော်လိုက်ဆိုလည်းဖြစ်နေတာဖြစ်နေမယ်ဟော်လေးရှိဆိုလည်းဖြစ်နေတာဖြစ်နေမယ်ပြီးတော့စကင်သားရံမွေးချောက်နဲ့မြတွင်းကခွက်ပြီးတော့ခြိုက်နေမယ်မျိုးလုံးပုံစံလုံးဝဖေးတယ်ဗျာဒီမှာခုလုံးစပင်ဟဲဆိုင်ပေါ့အကုန်လုံးဖေးတယ်ဗျာအဲ့လိုမျိုးပုံစံမျိုးပေါ့နော်စေတမရုပ်က Okay ကျွန်တော်ကနောက်တစ်ခုပြောရမှာ Lust Machine လုပ်တဲ့အချိန်မှာကျွန်တော်ကအရင်ဆုံး body fat ချရတယ်ဗျာdeveloping process အဲ့လုပ်ရတယ်ဗျာအဲ့လုပ်တဲ့အချိန်မှာကျွန်တော်ကဒီ body fat ကျသွားတဲ့အချိန်မှာကျွန်တော်ကပိန်သွားတယ်အနည်းဆုံးပထမဆုံးပိန်သွားတဲ့အချိန်မှာဒါဒီများမြေမှာပုံမှန်မြေမှာဆိုလို့ရှိရင်စီဒီမာနဲ့နည်းနည်းတူပါပြီ Okay ပိန်သွားပြီ body fat ကျတဲ့အချိန်မှာကျွန်တော် quality ကြော်လိုက်ရပေါ်လာပြီအဲ့ဒီမှာလူငယ်တော်များများကဒီ hology ကျူတွေပေါ့နော် hology ကျူတွေလုပ်တယ်အဲ့ဒီမှာတက်လုပ်တဲ့အချိန်မှာ hology ကအရင်ပေါ်လာတယ် hology အရင်ပေါ်လာပြီးမှကြော်လိုက်လုပ်ကြတယ် Okay အဲ့ဒီမှာဒီနှစ်ခုပဲလုပ်ထားတယ်ဗျာမျက်နှာတစ်ခုလုံးမှာဒီနှစ်ခုပဲလုပ်ထားတယ်အဲ့ဒါကြောင့်လို့ဟို face skin ပြီးတော့ eye area နှာခေါင်းနှာခမ်းဒါတွေကအကျန်တာတွေကအကုန်လုံး face နေတယ်ဗျာ face နေတဲ့အချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့အစီသမားရုပ်ပုံစံမျိုးလူကိုကြောက်သွားစီတယ်ပေါ့နော်လူကိုရောက်သွားစီတယ်ဘာကြောင့်ရောက်သွားစီရလဲဆိုတော့ဒီ hology နဲ့ဒီဟာနှစ်ခုပဲလုပ်ထားလို့ hology ကဘာလို့လဲဆိုတော့ဟိုလူတိုင်းနဲ့မလိုက်ဘူးကျွန်တော်ဒါလည်းကျွန်တော်ခဏပြောခဲ့ပြီးသားဒါနဲ့မလိုက်ဘူးဘာလို့မလိုက်ဘူးဆိုလဲဆိုရင်ဒီ hology မှာလည်းအမျိုးမျိုးရှိရဗျာဒီ low ချိပုံရှိမယ် high ချိပုံရှိမယ် middle ချိပုံရှိမယ်တော်တော်များကဒီလူတယောက်မှာဒီချိပုံနဲ့ဒီ jaw line နဲ့ hology ကိုပဲအရင်လုပ်ထားမယ်ဆိုတော့လုံးဝဒါက free ပါတယ်ဒါလုံးဝ free တဲ့လုံးဝမှားတဲ့လုပ်ရပါဒါမျိုးအရင်ဆုံးမလုပ်သင့်ပါဘူးကျွန်တော်အရင်ဆုံးလုပ်ရမှာပါလဲဆိုတော့ကျွန်တော် face skin ကိုအရင်ဆုံး view site ပါမယ် face skin ကိုအရင်ဆုံး view site ပြီးလို့ရှိရင်ကျွန်တော်နှာခေါင်းနှာရည်ပေါ်လာအောင်လုပ်ရမယ် try ရမယ်ပြီးရင်အဓိက eye ပေါ့နော် eye area မျက်ခုံးပုံစံ eye area ကို try လိုက်မယ်ဆိုလို့ရှိရင်လုတ်ကဒီနှာခေါင်းနဲ့ဒီမျက်လုံးပုံစံနဲ့မှာနဲ့ဒီစကင်မှာလည်းနည်းနည်းအဆင်ပြေသွားပြီဗျာအဲ့ဒီမှာကိုယ့်ရဲ့ဒီ hology ကို try ပေါ့နော် try တဲ့အချိန်မှာလည်းအရင်ခြိုက်တဲ့အချိန်မှာ try နေဘာလို့လဲဆိုတော့ကျွန်တော်ကအရင်ခြိုက်သွားတဲ့လူကလည်းကြည့်လို့မကောင်းဘူးဗျာကျွန်တော် model လည်းမဟုတ်ဘူးပုံမှန်ဒီတဘာဝခြိုက်တာကြီးကပြောမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံရဲ့ပုံဝင်ကြည့်မြန်မာနိုင်ငံရဲ့နေထားရတယ်ဆိုလို့ရှိရင်ဒါကဘယ်လိုပြောမလဲတမျိုးကြမဟုတ်ဘူးဗျာအဲ့တော့ဟိုလူကြီးကပြောလိမ့်မယ်စီးချလားဘာလို့ဘာဖြစ်လို့ထမင်းမစားဘူးလားဘာဖြစ်လဲညာဖြစ်လဲစားဝါမစားဘူးလားပိန်ကတ်နေရပဲတမျိုးတွေပြောတယ်ပေါ့နော်အဲ့ဒါကြီးကအဓိကပါလဲဆိုတော့တရားခံက hology အဲ့ကြောင့်မို့ကျွန်တော်ကလည်း hology ကိုနဲ့ line ရဲ့ပုံစံမျိုးလောက်ပဲ try ပါလို့ကျွန်တော်အမြဲတမ်းပြောတယ်ဒီ jaw line တွေပါတွေကတော့အလောက်မဟုတ်ဘူးအဓိကလူတယောက်ကိုအဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပြောစီတာလူတယောက်ကိုကြည့်လိုက်လို့ရှိရင်အရင်ဆုံးပေါ်နေတာက hology ပေါ့နော်ရုပ်ဆိုးသွားစီတာက hology ပါဒါကြောင့်မလို့စလုပ်မယ်ဆိုလို့ရှိရင် hology ကိုအရင်ဆုံးမလုပ်ပါနဲ့မျက်လုံးနှာခေါင်းနှာခမ်းဒီနှာခမ်းစကင်နှာခမ်းကျူတွေတော့ကျွန်တော်နောက်ကျရင်တင်ပေးမယ်နှာခမ်းကိုလုပ်တဲ့ဟာကိုလည်းကျွန်တော်တင်ပေးမယ်အခုလို့ဆိုရတော့မတင်ဖြစ်သေးတာနောက်ကျရင်ကျွန်တော်တင်ပေးပါမယ်ကျွန်တော်ရှင်းမှလည်းပြောခဲ့တယ်ပေါ့နော်ဒီ Lust Machine နဲ့ပတ်သက်တဲ့ကကျွန်တော် sharing လုပ်ပြီးပေါ့အများကြီးကျင်နေတယ်အဲဒါကြောင့်မို့ကျွန်တော်ကိုစောင့်ကြည့်ပြအောင်လို့ကျွန်တော်ပြောတာပါကျွန်တော်တဖြည်းဖြည်းချင်းတင်ပေးတော့ပါမယ်အခုလူငယ်တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရဗျာကျွန်တော်များကဒီ hology ကိုပဲအားဆိုင်ပြီးတော့ဒီ Lust Machine ဆိုလို့ရှိရင်မော်ဂါရုပ်ဆိုလို့ရှိရင်ဒီပါးချိုက်ကပဲဆိုတဲ့ဟာမျိုးဖြစ်နေတယ်ပေါ့နော်။ဘယ်ကတော့အဲ့လိုမျိုးအမှန်မမှားပါနဲ့ညီလေးတို့
ကိုတခါလေးပြောရမယ်ဒီ hollow cheek ကိုအရင်ဆုံးမလုပ်ဖို့ကိုအနေနဲ့အကြံပေးပါတယ်အတက်ငယ်လေးကောင်းကလေးဆိုရင်ပိုးဆိုးတယ်ကိုရအကြောင်းသားပုံမဲ့ဒီကြောင်းတက်နေလူငယ်ကလေးတွေဆိုလို့ရှိရင်ပို့ပြီးတော့မလိုက်ပါဘူး hollow cheek ကမလိုက်ပါဘူးမာစီကလင်းတိုက်ရွက်ကိုသွားစီတဲ့အတွက်အသက်ငယ်သေးတဲ့အရန်ငယ်သေးဆိုလို့ရှိရင် hollow cheek နဲ့မလိုက်ပါဘူးအဲ့လိုမျိုးလေးရှိပါတယ်အဲ့ဒါကြောင့်မို့ hollow cheek ကိုအရင်ဆုံးမလုပ်ကြပါနဲ့အရင်ဆုံးအရေးကြီးဆုံးကကျွန်တော်တို့ဒီ face skin ပေါ့နော် face skin ဝတ်ချက်နေမထွက်အောင် skin ကောင်းအောင်ဂရုစိုက်ပါပြီးမျက်လုံး area skin ပေါ့နော်မျက်လုံး area ဆိုတာကဒီ eye bag ဒီမျက်ကွင်းညွပါတွေအဲ့လိုမျိုးတွေမရှိအောင်အကူတင်ပေးရပါတယ်လေ့ကျင့်ခန်းတွေလုပ်လို့ရတယ်အစီလေးသုံးမျိုးလုပ်ပြီးပေါ့နော်အဲ့ဒီကန်သုံးလုံးလုပ်လို့ရတယ်ပြီးတော့မျက်ခုံးမွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ကြရင်ကျွန်တော်အသေးစိတ်ပြောပြအောင်မယ်မျက်ခုံးမွေးကလည်းအရေးကြီးရဆိုတော့နော်အရေးကြီးရဲ့မျက်ခုံးမွေးကိုလည်း try ပါပြီးရင်သမင်ပုံစံတွေကိုလည်းကိုယ်နဲ့လိုက်တဲ့သမင်ပုံစံမျိုးတွေထားပါဒါမျိုးတွေကပြောင်းလဲလာစီတာပါမျိုးဝင်းတို့ဒီဇာကို pushing တို့ကတော့ဒါကိုရှင်းပြရတယ်တန်ပူလင်းတို့ကိုတော့လုပ်လို့ရတယ်ကိုပြောတာကဒီ hollow cheek ပေါ်စီတဲ့ hollow cheek ကျူတွေပဲနောက်ဆုံးမှလုပ်ဖို့ပြောချင်တာပေါ့နော်ဖြည်းဖြည်းချင်းလုပ်ဖို့ပြောချင်တာပါဖောင်းလို့ပါအရင်မဆိုင်ပဲနဲ့ဒီပါစီကြောက်သွားတဲ့အစင်လောက်ဒီလောက်တာကပါမျိုးပေါ့နော်ကိုပြောချင်တဲ့ဒီဘက်ကပါကိုအရင်ဆိုင်တဲ့ဒီအရင်ဆုံး try လိုက်တာမျိုးတွေကအဆင်မပြေဖြစ်စေတာပါအဲ့ဒါကြောင့်လို့တတိထားပါဒီကအဲ့ဒါကကိုတို့ကိုဒီ hollow cheek ခြိုက်ပြီးအရင်ပါရမ်းခြိုက်ပြီးတော့ဒီ skin တွေကဖေးနေတယ်ဒီစပင်ပုံစံတွေကဖေးနေတယ်မျက်ခုံးပုံစံမျက်လုံး area တွေကဖေးနေတယ်နှာခမ်းတွေမဲတယ်မျက်ခွင်းတွေညိုနေတယ်ဆိုလို့ရှိရင်ဒါကစေးသမားရုံနဲ့တူသွားစီတာပါဒါကြောင့်လို့လက်ဆွဲစင်းကိုလုပ်မယ်ဆိုလို့ရှိရင်အကိုပြောရတဲ့အတိုင်းဒီကတိချာလေးလည်းလုပ်ပါbody အတွက်ကိုလည်း try ပါဒီအယူ body အတွက်ကိုလည်းကြီးလို့ကောင်းတဲ့ပုံစံမျိုးလောက်ထိ try ပါပြီး face ကိုလည်းလုပ်ရမယ့် process တွေအကုန်လုံးကိုလုပ်ပါမသိနားမလို့ဆိုလို့ရှိရင်ကို share လုပ်ပေးကြပါတယ် like ကြည့်ပါလာမေးပါချက်ပေါ်မှာလာမေးပါပြီးတော့ဒီ map မှာဝင်မေးပါအဲ့ဒီ like မီလို့မှနားမလည်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ program ကိုပဲ join ဖို့ကိုအကြံပေးခြင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဒါကတော့ hollow cheek နဲ့ပတ်သက်ပြီးတော့ကို share လုပ်ပြရပါနောက်ထပ်ဒီမျက်ခုံးတို့ဒီပုံစံပေါ့နော်အသေးသေးပုံစံနဲ့ပတ်သက်ပြီးတော့နောက်ကျရင်ထပ်ပြီးတော့ share လုပ်ပေးပါမယ်အဓိကဒီခံကတော့အကိုတို့ကိုဒီ list machine လုပ်လို့ရှိရင်စေးသမားရုံနဲ့တူစီလို့ပြောစီတဲ့အချက်ကကိုတို့ဒီ skin ကြီးကျန်တဲ့ဟာတွေကို view မဆိုင်ပဲမလုပ်ပဲ product တွေကိုမလုပ်ပဲနဲ့ဒီ hollow cheek နဲ့ jaw line ကိုပဲစလုပ်တဲ့ပြဿနာပါအဓိကတော့ hollow cheek ပါ hollow cheek ကိုအရင်ချိုက်တဲ့အထိအရင်ဆုံးမလုပ်ဘူးပဲကိုထပ်ပြီးတော့အရင်ပေးပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ် line 4လို့တောင်းပြပါ reset ပြောင်းလဲလာပုံကိုလည်းစောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်